မြန်မာငွေ3,650,000ကျပ်နဲ့384ရဲ့ပြည်တွင်းခရီးစဉ်6တန် family ကန်လေးကိုအဓိကခေါ်လဲသွားမှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ day 1 the day ကိုခေါ်လဲသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ပထမဦးဆုံးကျတော့ဟွန်လို့မနဲ့အစောကြီးထားရပါတယ်ပေါ့နော်ဟွန်လို့က expect ကစီးွားတာဖြစ်နေတဲ့အတွက်ကြောင့်မို့စောစောထားပါတယ်ပေါ့နော်တချို့လူကြီးတွေကျတော့အင်စီကားလေးနဲ့သွားကြတယ်ငန်းခီးကြချိန်ကတော့8နာရီကြာပါတယ်ပေါ့နော်ဟွန်လို့တဲတဲ့ hotel လေးကတော့ Garrison Hotel မှာတဲရဖြစ်ပါတယ်ပေါ့နော်သူရဲ့ဒီ hotel မှာကျတော့ဈေးမျိုးမျိုးရှိပါတယ်ပေါ့နော်ဟွန်လို့ကျတော့ budget စိတ်လေးကိုအဓိကလေးတောင်းလိုက်တာဖြစ်ပါတယ်ပေါ့နော်ကားခါကတော့သွားအပြန်ကိုဟွန်လို့တသိန်းပဲကြပါတယ်ပေါ့နော်ကျန်တဲ့2,600,000ခွဲကတော့ hotel အပါဝင်ကိုစားစရာမနက်စာနေ့လယ်စာညစာပြီးတော့ high tea အပါပေါ့နော်လေးနဲ့ရမှာစားရတာဖြစ်ပါတယ်ပေါ့နော်တော်တော်ကိုတန်မှန်တာ family ကန်လို့ပြောရတာဖြစ်တဲ့ကြောင့်မို့ဒီကန်လေးကိုကြတော့ The Light Worship Center ရန်ကုန်မှာပြုလုပ်ထားတဲ့ Divine Seasons Divine Vision Divine Mission ဆိုပြီးတော့အဓိကပြုလုပ်တဲ့နေရာမှာဟွန်လို့ပါဝင်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဟွန်လို့မနေ့7လောက် check in ဝင်ပြီးတော့ပြကြနေဟွန်လို့ရီလေးသွားကစားတယ်ကစားပြီးတော့3နိုင်ကျမှ high tea လေးရှိရောဟွန်လို့လေ high tea လေးတောက်ကြတယ်ပေါ့နော်မုတ်လေးခုစားတီစားနေပေါ့နော်သူတို့ high tea လေးတွေကလည်းမစိုးဘူးပေါ့နော်ဒါဆိုတော့ငပြောပေါင်းလေးတော်တော်လေးတော့စားရပါတယ်ပေါ့နော်အရသာလေးကလည်းမစိုးဘူးဟိုနဲ့ဟွန်အချင်းရတော့ငါတပုံလေးလေးဝင်ရိုက်တယ်ညဝက်လေးလေးနဲ့လည်းလှုပ်ဆက်ရှင်နဲ့လှုပ်လေးလည်းဝင်လှုပ်လိုက်တယ်ပေါ့နော်ပြကြတော့ဟွန်လို့ရီလေးကစားပြီးသွားပြီဆိုတော့ဒင်နာလေးစားရပေါ့နော်ဒင်နာဆိုလည်းခုမြင်တဲ့အတိုင်းပဲပေါ့နော်လုံးဝ share စားရတယ်ပေါ့နော်အဲ့လေတော်တော်ပြည့်ရတယ်ပေါ့နော်ဒီခီးစင်မှာဆိုရင်လည်းနော်မစားချင်တော့တော်တော်စားရတယ်ကျေးဇူးတော်တော်ခံစားရတယ်ပေါ့နော်ဝင်းကြီးအစာရောခန္ဓာအစာရောတော်တော်ကိုဖြည့်ခဲ့ရတဲ့နေရာလေးဆိုလည်းမောင်းပေါ့နော်ဒါတော့ည9နိုင်ခွဲမှာဟွန်လို့ရဲ့ဒီ Light Worship Center မှာပြုလုပ်တဲ့ devices တွေကိုဟွန်လို့စတင်တာဖြစ်တယ်ပေါ့နော်ဒီပထမရက်မှာကျတော့ဟွန်လို့တူတူအငြင်းမပြောတော့ပဲနဲ့ချီမွန်ချင်းဆိုဆရာလေးနည်းနည်းပါးပါးပြောတဲ့ဟာလေးနှုတ်ကပတော့နားထောင်ကြတယ်ပေါ့နော်ဒီလိုနဲ့ပဲဒီ day 1 ခီးစင်လေးကျတော့အဆုံးသတ်သွားတာဖြစ်ပါတယ်ပေါ့နော်နောက် day 2မှာထပ်တွေ့ပါမယ်